ခံမိသားစုများအားလုံးမင်္ဂလာပါဗျာတူရီကေကေ YouTube channel ကနေကြိုဆိုပါရစေ20ရက်နေ့မနေ့ပိုင်းအတွက်စိတ်ကြိုက်ရှာဖွေထားတဲ့ခဏလေးတွေလာပြပြပေးတာပါဗျာခုခံရဲ့ live ကြည့်တဲ့သူတွေကတော့ခုခံခဏလေးကိုဘယ်လိုရှာရဲဆိုတာသိမှာပါပြီးတဲ့ဘက်ကထွက်စင်တွေကိုကြည့်ပြီး73နှစ်စာအခြေခံပြီးမှခဏလေးကိုရှာဖွေပေးရဆိုတာမျိုးတို့သိပါတယ်20ရက်နေ့မနေ့အတွက်ခဏလေးကြီးကြည့်အောင်ဗျာအဲ့တော့ပတ်တီအနေနဲ့ဒီကွန်ပတ်တီကိုတွေ့ပြီးတော့ဒီအနေနဲ့ဒီ673ကြီးနဲ့တွေ့ပြီးထားပါတယ်အဲ့နေရောခွန်ရောအတွက်ရွေးခွက်လေးတွေလည်းထည့်ပြီးထားပါတယ်ကုံလုံးမနိုင်တဲ့သူတွေအတွက်လည်းကစားစရာစိတ်ကြလေးခွက်ကိုလည်းထည့်ပြီးထားပါလိမ့်မယ်ဗျာဒီကနန်းကြီးကကြားစင်နေနဲ့ထွက်စင်နေပုံမှာမူတည်ပြီးရှာဖွေပေးထားတာဖြစ်တဲ့အတွက်အာမခံချက်တော့မရှိပါဘူးဗျာကစားမယ်ဆိုရင်တော့မျိုးတို့ချိန်စားပြီးတော့ကစားကြပါလို့ပြောချင်ပါတယ်ဒီတစ်ပတ်အတွက်ခုခံရဟုမကျော်စားလို့ပတ်တီမင်းအိုခွင့်နဲ့အောင်ပါတယ်တပတ်စာလေလုံးမွေခွေဘူးလေမင်းွယ်မိပါတယ် special မွေခဏလေးထွက်သွားပါပြီတပတ်စာ break ကလည်း